အေးချမ်းပြေဆုံးကြပါစေရှင်အခုဆိုရင်လေဝါတွင်း3လလေးရောက်တော့မယ်ပေါ့နော်ဝါတွင်းကာလရောက်တော့မယ်မြန်မာလူမျိုးတော်တော်များများဗုဒ္ဓဘာသာတော်တော်များများကဝါတွင်း3လဆိုရင်အဋိဌံတွေဝင်ကြတယ်ဗတိစိတ်ကြရဲစသည်ဖြစ်ပေါ့နော်ကာမှုတွေပို့ပြီးတော့လှုပ်ကြရဲကာလလို့လည်းသတ်မှတ်လို့ရတယ်အဲ့ဒီမှာအခုဝါတွင်းကာလရောက်တော့မယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အုံကိုမေးထားတဲ့မိခွန်းလေးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့တခါတည်းဒီဗီဒီယိုလေးမှာတခါတည်းဖြည့်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဝါတွင်းကာလမှာအဋိဌံဝင်ခြင်းတဲ့သူတွေပဲဖြစ်ဖြစ်တင်းလျောက်ပတ်တဲ့နေ့မှာစချင်တဲ့လူတွေပဲဖြစ်ဖြစ်အဆင်ပြေအောင်လို့ဒီဗီဒီယိုလေးမှာအသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါတယ်။အုံကလေအုံအဋိဌံဝင်တိုင်းအုံရဲ့ page မှာအမြဲတမ်းတင်လေးရှိတယ်ပေါ့နော်။အုံ page ကလူတွေကအုံနဲ့တူတူဘယ်လိုပြောပြရမလဲ။အတူတကွာပေါ့နော်လိုက်ပါဆောင်ရွက်လို့ရအောင်လို့ကုသိုလ်တွေတူတူပြုလို့ရအောင်လို့တင်ပေးလေးရှိတယ်ပေါ့နော်ဆိုတော့အမြဲတမ်းတင်ပေးနေကြဖြစ်တဲ့တရဏဂုံပဋ္ဌာန်းတော်အဋိဌံကိုမေးကြတဲ့သူတွေရှိတဲ့စင်မှာတခါတည်းဒီဗီဒီယိုလေးနဲ့ပြောပြပေးမယ်ပေါ့နော်ဆိုတော့အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ကိုကတနင်္ဂနွေနေ့မှာမွေးဖွားတဲ့သူဆိုရင်တနင်္ဂနွေနေ့မှာဒီဒိဋ္ဌံကိုစပေးပါတနင်္လာမှာမွေးဖွားတယ်ဆိုရင်တနင်္လာမှာဒိဋ္ဌံကိုစပေးပါအင်္ဂါမှာမွေးဖွားတယ်ဆိုရင်အင်္ဂါမှာစမယ်ဗုဒ္ဓနေ့သားသမီးတွေကဗုဒ္ဓနေ့မှာစမယ်ကြာတာပရိနေ့သားသမီးတွေကကြာတာပရိနေ့မှာစမယ်တောက်ကြမွေးရင်တောက်ကြမှာစမယ်စနေမွေးရင်စနေနေ့မှာစတင်မှာဖြစ်ပါတယ်။အောင်ကတနင်္ဂနွေနေ့မှာမွေးဖွားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အောင်ကတနင်္ဂနွေနေ့မှာဒီဒိဋ္ဌံကိုစတင်နေပေါ့နော်။အောင်ဘဝတစ်လျှောက်လုံးဒီဟာကိုအောင်အသက်ရှိစဉ်ကာလတစ်လျှောက်လုံးမှာအောင်အမြဲတမ်းစိတ်သွားမယ်လို့အောင်တွေးထားတယ်ပေါ့နော်။ဆိုတော့ဒီအဋိဌံလေးကိုဘယ်လိုမျိုးပြုလုပ်ရလဲဆိုတာလေးအောင်ပြောပြပေးမယ်။နောက်တစ်ခုကကျတော့28လုံးပတိပါ28လုံးပတိဖြစ်ဖို့လိုတယ်ဒီလိုအုံလိုမျိုးပတိဖြစ်ရင်လည်းရတယ်ဒါမှမဟုတ်ရင်28လုံးဖြစ်ရင်ရပြီဘယ်ဟာဖြစ်လဲအဆင်ပြေပါတယ်เนาะနောက်တစ်ခုကဘယ်လိုမျိုးအဋိဌံကိုအဆင့်ဆင့်ပြုလုပ်ရမလဲဆိုရင်ကိုကပုံမှန်နမောတတကနေပြီးတော့ပုံမှန်ဖျားရှိခိုးတဲ့အတိုင်းရှိခိုးပါတိလာယူတာတွေဘာတွေပေါ့နော်အဆင့်ဆင့်ကိုရှိခိုးမယ်ပြီးရင်ဖះကုံတော်ရုပ်ဖတ်ပူးဆောင်မယ်နောက်တစ်ခုကကြာခင်မွန်ကြီး10ပါးကိုတောင်းပန်မယ်ပြီးရရှိရင်ကြွေးကြည့်မယ်ကန်ကြည့်မယ်ဒီဟာလေးတွေကပုံမှန်အတိုင်းပဲအဆင့်အတိုင်းကိုကပြုလုပ်ပါနောက်တစ်ခုကကြာဒီအဋိဌံကိုမစတင်ခင်မှာမေတ္တာတုတ်ဒါမှမဟုတ်လို့ရှိရင်မေတ္တာပို့ပေးဖို့အရန်ရေးကြည့်ပါတယ်မေတ္တာတော့ဖြစ်မေတ္တာပို့ပေးတာဖြစ်ရွတ်ဖတ်ဖို့စောပေးပါပြီးွားမှဒီဒိဋ္ဌံကိုစပေးဘာကြောင့်လဲဆိုတော့တရဏဂုံပဋ္ဌာန်းတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ပဋ္ဌာန်းဒေသနာတော်တွေပါတဲ့အတွက်ကြောင့်မလို့မလိုလားတဲ့အရာတွေလည်းရှိတယ်လိုလားတဲ့အရာတွေလည်းရှိတယ်အဲ့ဒီအတွက်ကြောင့်မို့သူတို့ကိုမတိုင်ခင်မှာကိုကကြိုပြီးမေတ္တာပို့ထားတာမေတ္တာပွားများထားတယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဆိုတော့မေတ္တာတုတ်တွေရွတ်ပေးပါဒါမှမဟုတ်လို့ရှိရင်မေတ္တာပို့ပြီးပေါ့နော်သူတို့အရင်ဆုံးလုပ်ပြီးွားမှအောင်လို့ဟာဒီဒိဋ္ဌံလေးကိုစဒိဋ္ဌံစတဲ့အချိန်မှာလဲအောင်ကကြတော့ဘဝတစ်လျှောက်လုံးမှာလှုပ်သွားမဲ့အတွက်ကြောင့်မလို့တတိတန်အဋိဌံတင်တာမျိုးတော့မရှိတော့ဘူးအကယ်၍ကိုကအခုမှစတင်ပြီးတော့လှုပ်ဆောင်ခြင်းတဲ့သူတွေအတွက်ကိုဘတ်စိတ်လို့ရတယ်28ဘတ်စိတ်လို့ရတယ်ရက်ကတော့28ရက်ဆက်တိုက်ဝင်ပေးရမယ်တောက်လျှောက်ဝင်ခြင်းလည်းဝင်လိုက်တော့ပေါ့နော်မဝင်ဘူးဆိုရင်လည်းဒိတ်ထန်အနေနဲ့လုပ်မယ်ဆိုရင်28ရက်ဆက်တိုက်လုပ်လို့ရတယ်ဒါမှမဟုတ်ရင်ဝါတွင်း3လဒိတ်ထန်ဝင်ခြင်းနဲ့ဆိုဝါတွင်း3လဒိတ်ထန်တည်ပြီးတော့လုပ်လို့ရတာပေါ့နော်ဆိုတော့ဒိတ်ထန်တွေတည်ပြီးဆိုရင်တော့အောင်ကတော့ဘယ်လိုရွတ်ဖတ်ရမလဲပြမယ်ဒီမှာဒီကနေစမယ်ပေါ့နော်အောက်မှာကျတော့တရဏဂုံပဋ္ဌာန်းပတိပေါ့နော်ဒါကကျတော့ဒါကျွန်းနဲ့ရဲ့ကရမတ်ရဲ့ဒီပတိလေးဒါလေးကိုအောင်က page တစ်ခုကနေဝယ်ထားတာပါအဲ့ဒီ page မှာဒီလိုဟာလေးရောင်းနေပြီးတော့တရဏဂုံပဋ္ဌာန်းအဋိဌံကလည်းသူ့စီရပဲအောင်ရရှိတာပေါ့နော်သူ့ရဲ့အဋိဌံလမ်းညွန်တိုင်းအောင်လိုက်လို့တာအောင်နဲ့အဆင်ပြေတဲ့အတွက်ကြောင့်မလို့အောင်ဆက်ပြီးလို့ဖြစ်နေတဲ့အရာပေါ့ပြီးရင်ဗုဒ္ဓံတရဏဂစ္ဆာမိတစ်လုံးချမယ်ဓမ္မံတရဏဂစ္ဆာမိတစ်လုံးချမယ်တန်ခါတရဏဂစ္ဆာမိတစ်လုံးချမယ်ပြီးတော့မှဟေတုပစ္စည်းရောအာရမဏပစ္စည်းရောစသည်ဖြင့်24ပစ္စည်းတွေတစ်လုံးနဲ့အောင်တို့ပတိချလိုက်လို့ရှင်အဝိကာဒပစ္စည်းရောတိဆိုပြီးတော့ဒီမှာလက်ဆုံးမှာဖြစ်ပါတယ်ဆိုတော့တရဏဂုံ3ပါးရဲ့24ပစ္စည်းရဲ့ဆိုရင်ဒါ28လုံးပြည့်သွားပါပြီဒါကိုတပတ်လို့ရည်ရွယ်မယ်ပေါ့နော်ပြီးနောက်တစ်ပတ်ကိုလည်းဗုဒ္ဓံတရဏဂစ္ဆာမိဓမ္မံတရဏဂစ္ဆာမိတန်ခါတရဏဂစ္ဆာမိပြီးရင်ဟေတုပစ္စည်းရောအာရမဏပစ္စည်းရောအဓိပတိပစ္စည်းရောစသည်ဖြင့်ကိုက24ပစ္စည်းတွေကိုရွတ်ဖတ်ပူဇော်သွားရမှာဖြစ်ပါတယ်ဒါကတော့အောင်က
29လုံးပဒီနဲ့စထားတာပေါ့နော် DVD လဲရတယ်အဆင်ပြေနှစ်သက်ရ29လုံးပဒီလဲစလို့ရပါတယ်ရှင်တော်တော်များများမေးကြတယ်မဟုတ်ရေဘာထူးခြားမှုတွေရှိလဲဆိုတာထူးခြားမှုကတော့တယောက်နဲ့တယောက်နဲ့တော့တူမှာမဟုတ်ဘူးဒါကြောင့်မို့လို့အောင်ကဘာမှတော့ဖြည့်စရာအဖြေမရှိဘူးပြောပြပေးလို့လည်းမရဘူးပေါ့နော်တယောက်နဲ့တယောက်နဲ့တူညီမှာမဟုတ်ဒါပေမဲ့ဘဝမှာခက်ခဲတယ်လို့ထင်တဲ့အရာတွေကလွယ်ကူလာတယ်စိတ်ထဲကြတဲ့အရာလေးတွေကိုကိုယ့်အနေနဲ့အကောင်းဆုံးကြော်လွှားနိုင်ခဲ့တယ်တယောက်နဲ့တယောက်နဲ့လူတယောက်နဲ့တယောက်နဲ့မှဖြတ်တန်းရတဲ့ဘဝပုံစံချင်းမတူဘူးရင်ဆိုင်ရတဲ့ပြဿနာချင်းမတူဘူးเนาะဖြေရှင်းရတဲ့ပြဿနာချင်းမတူတဲ့အတွက်ကြောင့်မို့အောင်ကတော့ဘာတွေကောင်းလဲဘာတွေကောင်းကျိုးဖြစ်လဲဆိုတာပြောလို့မပြောပြတတ်ဘူးပေါ့เนาะနောက်တစ်ခုကကြတော့အောင်တို့အခုရွတ်ဖတ်ပူဆိုတာဖះရဲ့ဂုံတော်တွေကိုပဋ္ဌာန်းတွေကိုရွတ်ဖတ်ပြီးတော့ပတိစိတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ကောင်းတဲ့အရာလေးတွေပဲအောင်တို့လုပ်တဲ့အတွက်ကြောင့်မို့လို့ကောင်းတဲ့အရာလေးတွေပဲရလာမယ်ဆိုတာတော့အောင်ကအာမခံတယ်အချို့သူတွေရှိရဲ့အမောင်ရင်မေတ္တာတုတ်ဒိဋ္ဌံဝင်မှဒီလိုအဋ္ဌံတွေဝင်မှပဋ္ဌာန်းတွေဝင်မှစိုးတဲ့အရာလေးတွေဖြစ်လာတယ်ပေါ့နော်ပိုဖြစ်လာတယ်ဆိုရင်အောင်ကိုဒါတိုင်မင်းကြတယ်ပြောကြတယ်အဲ့ဒီခါကျရင်အောင်ကဗာပြန်ပြောလဲဆိုတော့ဒါတွေလုံးလို့စိုးတာမဟုတ်ဘူးဒါတွေမလုပ်ရင်ပိုဆိုးမှာရင်ထဲမှာဖျားတရားတန်ကမကိန်းဘူးစ조사ကိုယ်တိုင်စ조사အားထုတ်မှုမရှိဘူးအဲ့လိုမျိုးဆိုရင်ပို့ပြီးတော့ဆိုးလာမှာအုံတို့ကဖြစ်လာမဲ့ပြဿနာတွေဖြစ်လာမဲ့အခက်ခဲတွေကိုဒီလိုဖျားစေးတရားစေးတန်ခါစေးနဲ့အုံတို့ကကာကွယ်လိုက်တဲ့အတွက်ကြောင့်မလို့ तू ကရော့ပြီးတော့အုံတို့လာဥပမာအနေနဲ့ပြောရလို့ရှိရင်လေမုန်တိုင်းကရှိတယ်လေမုန်တိုင်းကတိုက်ကိုတိုက်မှာဒါပေမဲ့လေမုန်တိုင်းတိုက်တဲ့ချိန်မှာအုံတို့ကတစ်ပင်လေးတွေကာကွယ်ထားတယ်သိတယ်မလားဟိုဒီတော်တွေရှိတယ်ဆိုရင်အုံတို့လေမုန်တိုင်းတိုက်တဲ့ချိန်မှာတိုက်တော့တိုက်ပင်မဲ့အုံတို့ခံနိုင်ရရှိသွားတယ်ဘလို့ဂျားခံတဲ့တခုကဖြတ်ချလိုက်တဲ့အတွက်ကြောင့်မအုံတို့စီရောက်ပေါက်ဖို့နေလာတယ်ဒီဟာတဘာဝပဲအုံတို့ကပြဿနာတွေခက်ခဲတွေကကြုံကိုကြုံမှာပဲကြုံလာတဲ့ဟာကိုအုံတို့ကရင်ဆိုင်ရမှာပဲဒါပေမဲ့ဒီလိုဖျားတရားတွေလုပ်လို့ရင်ဆိုင်ရတာမဟုတ်ဘူးဖျားတရားတွေလုပ်လို့ဖြစ်ပေါ်လာတာမဟုတ်ဘူးကိုဘဝမှာရှိတဲ့တန်လျာဆက်ဆက်မှာရှိတဲ့ဘယ်လိုပြောပြမလဲအချို့တော့အရာတွေကကိုပြန်ပေးဆက်ရမယ့်အရာတွေဆိုတာရှိတယ်ပေါ့နော်ဆိုတာဒါလေးတွေကမြ мян ဆက်ဆက်ရောက်လာတာ ਨੇ အချိန်ကြာပြီးမှရောက်လာတာတွေရှိမယ်ဟာလောက်ကြီးမားတဲ့အရာတွေရောက်လာတာမျိုးကနေဒီလောက်တည်တည်လေးဖြစ်သွားတာလည်းရှိတယ်ဒါလေးတွေကဖျားကုံတော်တရားကုံတော်တန်ခါကုံတော်ရဲ့ကျေးဇူးတွေပဲဖြစ်ပါတယ်ရှင်ဆိုတော့မနေ့ကတော့အောင်ကပတိကိုဘလို့သိမ်းလဲဆိုတာပြောပြပြီးပါပြီဒီနေ့မှာတော့အောင်ရဲ့ဒီပဋ္ဌာန်းတရဏဂုံပဋ္ဌာန်းပတိစိတ်ကိုဘလို့စိတ်လဲဆိုတာလေးတွေအောင်ပြောပြပေးထားတာပေါ့နော်အကယ်၍အဋ္ဌံဝင်မဲ့သူတွေဆိုရင်ကိုကတနင်္ဂနွေနေ့မှာမွေးရင်တနင်္ဂနွေနေ့မှာစမယ်ကိုမွေးတဲ့နေ့မှာကိုစတင်ပြီးတော့လှုပ်ဆောင်ဖို့အတွက်အကြံပေးချင်ပါတယ်အဋ္ဌံပတိကိုတော့အနည်းဆုံး6ဘတ်နဲ့28ဘတ်စိတ်လို့ရတယ်ဒါပေမဲ့28ရက်တော့အနည်းဆုံးစိတ်ပေးပါ28ရက်ထက်ကိုနိုင်နေဆိုရင်တော့ဝါရင်းတွင်လုံးစိတ်သွားလို့ရပါတယ်ရှင်အုံကကြတော့ဘဝတစ်လျှောက်လုံးကိုဒီအဋ္ဌံနဲ့ဆက်ပြီးတော့လှုပ်သွားမယ်ဆက်ပြီးတော့ပူဇော်သွားမယ်လို့အုံကဆုံးဖြတ်ထားပါတယ်ရှင်အားလုံးပဲအေဂျင့်ပြည့်စုံကြပါစေเนาะသိချင်တဲ့မိကွန်းလေးတွေရှိလို့ရှိရင်လည်းပြန်လဲပြောကြပေးပါအောင်ပြန်လဲဖြေကြပေးပါမယ်ရှင်အေဂျင့်ပြည့်စုံကြပါစေ Universe အောင်ဖြစ်ပါတယ်